America ခု Department of War နေပြီးတော့မှထုတ်ပြန်လိုက်တယ်ပေါ့နော်ဒီ UFO နဲ့ extraterrestrial ET ရဲ့ file တွေကိုထုတ်ပြန်လိုက်တယ်ပေါ့နော်အဲ့မှာယုံတဲ့လူလည်းရှိတယ်မယုံတဲ့လူလည်းရှိတယ်ပေါ့နော်အများကြီးပဲအဲ့လိုဝိဝါဒတွေကွဲပြားနေတာပေါ့နော်အဲ့ဒီမှာ conspiracy theory တမားတွေလည်းရှိတယ်ချိုးကဘာသာရေးသမားတွေလည်းရှိတယ်ပေါ့နော်သူတို့ကဘာသာရေးသမားဆိုတဲ့နေရာမှာတော့ဘုရားဘာသာရေးတော့ပြောဝင်ဘူးပေါ့နော်သူတို့ဘက်ကကျတော့နောက်နိုင်ငံကျတော့ဒါသူတို့ Christian နေအများစုနေတာဖြစ်တဲ့ကြောင့်သူတို့ရဲ့ဘာသာရေးနဲ့လည်းဖိဆန်နေတာပေါ့နော်ဒီ UFO တွေပါတယ်ဆိုတာဘာလို့လဲဆိုတော့သူတို့ဒီအထက်မှာပါတယ်ဒါဘာသာရေးအကြောင်းပြောမလို့မဟုတ်ပါဘူးဒီအထက်မှာပါတယ်ဒီဘုရားသခင်ကဒီကဘာပေါ်မှာပဲဒီဆက်ကြောလာတဲ့မှာဒီကဘာပေါ်မှာပဲတက်ရှိတွေကိုဖန်တီးခဲ့တယ်လို့ပြောတာပေါ့နော်အဲ့ဒီအချိန်မှာဒီသူတို့ UFO ကကျတော့ဒီကဘာမဟုတ်ဘဲနဲ့အခြားကဘာတွေလာတယ်ဆိုတော့သူတို့ရဲ့ဒီယုံကြည်မှုနဲ့လွဲချော်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုလက်မခံတဲ့လူတွေလည်းရှိရပေါ့နော်ဒါကတော့ shoot down တစ်ခုပြောတာဖြစ်ပါတယ်ကျွန်တော်ဘာသာရေးအကြောင်းပြောတာမဟုတ်ပေါ့ဒါ disclaimer လုပ်ကြပါတော့နောက်တစ်ခုကကျတော့ဒီ Jeffrey Epstein file ပေါ့နော် Epstein file ဆိုတာအဲ့ဒီကလေးတွေကိုလိမ်အမြတ်ထုတ်တဲ့အဲ့ဒီပွဲစားလိမ်ပွဲစားတယောက်ရဲ့ file ထုတ်တဲ့အချိန်နဲ့အဲ့ဒီ file ရဲ့စိတ်ဝင်စားမှုကိုဒီ extraterrestrial UFO ဆိုတဲ့ဟာနဲ့ဖုံးအုပ်တာဆိုပြီးတော့တရင်တွေဖုံးတော့အာယုံလွဲတာဆိုပြီးတော့မှဒီပြောနေတဲ့လူတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါလည်းဟုတ်တော့လည်းဟုတ်နိုင်ပါတယ်ဘာလို့လဲဆိုတော့ဒီ Department of War တို့ဒီ Pentagon တို့ဆိုတာကတော့ဒီဒါစစ်တပ်ရဲ့လှုပ်ထုံးလုံးကြီးပဲပေါ့နော်တို့လူတွေကိုအာယုံလွဲအောင်လုပ်တယ်အခုကျွန်တော်တို့မြန်မာပြည်မှာလို့ပဲပေါ့ဗျာသိရမလားဒီလိုမျိုးအရေးကြီးကိစ္စတစ်ခုဖြစ်လာပြီဆိုရင်တခြားတော့အရာတွေနဲ့ဖုံးလွှမ်းလိုက်တယ်ပေါ့ဗျာအဲ့လိုမျိုးပြောတဲ့လူတွေလည်းရှိတယ်နော်ပြောတာလည်းရှိသွားတယ်အဲ့တော့ UFO ကတကယ်ရှိမရှိဆိုတာကတော့ကျွန်တော်တော့ယုံတယ် UFO ရှိရပေါ့နော် UFO ကဘာဖြစ်လို့ရှိရလဲဆိုတော့ကျွန်တော်ကိုယ်တိုင်မြင်ဘူးလို့ဖြစ်ပါတယ်ကျွန်တော်အဲ့ဒါပြောရင်မြန်မာပြည်ရဲ့လူတယောက်မှယုံမှာမဟုတ်ဘူးเนาะပြဿနာကျွန်တော်ကိုယ်တိုင်မြင်ဘူးတာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ तू ကcylindrical shape ပုံစံကိုကျွန်တော်မြင်ဘူးတာဖြစ်ပါတယ်ကျွန်တော်ဘယ်တော့မှမြင်ဘူးတာလဲဆိုတော့2010ဝန်းကျင်ကျွန်တော်10တန်းကျောင်းသားဘဝတော့ဖြစ်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီကကျွန်တော်ချင်းနေခန့်နေကြတာပေါ့เนาะကျွန်တော်တို့ရဲ့ပေါ်လာဆောင်ထဲမှာချင်းဝိုင်းကြီးရှိချင်းခန့်ကျွန်တော်ချင်းခန့်တော့ကျွန်တော်တို့ပွဲရပထမပိုင်းရှုံးသွားကျွန်တော်ရှုံးသွားတော့ဘယ်မှနဲ့ထိုင်နေရအောင်တော့ထိုင်နေတော့နေရပူပူကြီးအဲ့တော့ကချင်းကြော်လောက်ခန့်နေကြလဲဆိုတော့သတင်းကျွတ်ကျောင်းဆယ်ပိတ်တာပေါ့နော်ပိတ်ဆက်ပိတ်တဲ့ခါကျတော့ကျွန်တော်လည်းထိုင်တော့မိုးဘွားဒီလိုလင်းနေလေခင်းကြောင်းတော့လင်းထိန်နေအောင်လင်းထိန်နေတော့ကျွန်တော်ဓာတုလို့မန်လို့အဲ့လို cylindrical အဲ့လိုမျိုးခေါင်းတလားကြီးလိုမျိုးစီးလိမ့်နဲ့ပို့တူလို့သူကဒီဟိုနဲ့မတူစီးလိမ့်ကြီးကိုထောင်ထားလို့မျိုးကြီးဗျာအဲ့လိုcylindrical shape ကြီးပေါ့နော် cylindrical ဆိုတဲ့နေရာမှာတချို့ကထင်တာဒီလိုလေးဖောင်းဖောင်းလေးလားလို့မဟုတ် cylindrical ဆိုတော့လုံးဝ cylinder စီးလိမ့်နဲ့ပုံစံနဲ့ပဲဒါပေမဲ့အကြီးပေါ့နော်တော်တော်ကြီးရဲ့လင်းပြန်တစ်စည်းစာလောက်တော့ရှိမယ်နေကြီးရဲ့အဲ့ဒါကြီးကသူကလေထဲမှာရက်နေတော့ကျွန်တော်ကသူကဓာတုရောင်အောင်ပြောင်းလဲနေတော့ဒီတိမ်ပိုင်နေနဲ့တစ်ချက်တိမ်တော့မဟုတ်ဘူးเนาะဒီကောင်းကင်နဲ့ရောသွားတာအယောင်ကတစ်ချက်ကြည့်လိုက်မြင်အောင်ရောသွားကျွန်တော်တေချာမျက်စိကိုပုတ်ကြည့်တာမဟုတ်ပါဘူးငါမျက်စိကတခု something wrong နေရလားတော့ငယ်ရည်ဆိုမျက်စိကကောင်းတယ်ဆိုတော့ဟုတ်တခုပူစီပေါင်းမိုးပြန်ပူစီပေါင်းလားပေါ့နော်မိုးပြန်ပူစီပေါင်းဆိုလဲသူကတနေရာထဲမှာရက်နေဘူးဆိုတာမဖြစ်နိုင်ဘူးလေမိုးပြန်ပူစီပေါင်းဆိုလဲဒါသူကလေးတိုက်ရင်ဟိုဘက်ဒီဘက်တွေရွှေ့သွားမယ်သူကအဲ့လိုမျိုးရွှေ့လဲမရွှေ့ဘူးသူကရက်နေတနေရာထဲမှာအထူးစမ်းနေရောအဲ့ကျွန်တော်တေချာကျင်စိုက်ကြည့်ရသူဘာလို့ရက်နေရလဲထူးစမ်းနေပေါ့နော်အဲ့ဒီဟာကပေါ်လိုက်ပြောက်လိုက်ဖြစ်နေမျက်စိရှေ့မှာတင်ကိုသူကအဲ့လိုပြောမလဲတိမ်တော့မဟုတ်ကောင်းကင်အယောင်နဲ့ရောသွားသူကဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ပုံစံအဲ့ဒီ cylindrical shape က
ပြောင်လက်ဖြစ်နေတဲ့ခါကျတော့ကောင်းကင်အယောင်ထဲမှာရောသွားလိုက်ပြန်ပေါ်လိုက်ဒါကမျက်စိမောက်တယ်လို့မျိုးဖြစ်နေရဗျာမြင်တဲ့ခါလည်းမြင်တယ်မမြင်တဲ့ခါလည်းမမြင်ဘူးဒါပေမဲ့သူကရှိနေအဲ့နားမှာ still ပြီးတော့ကျွန်တော်ကအဲ့လိုအကြိုက်စိုက်ကြည့်နေတော့သူကအဲ့နားမှာနည်းနည်းလေး white ပြီးတော့သွားတယ်ဆက်ဝိုင်းပုံသွားနေအောင်နော်အဲ့တော့ကျွန်တော်ပထမတစ်ချိန်မြင်ဘူးတယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ကစဉ်းစားကျွန်တော်ငါတို့မြန်မာလူမျိုးတွေကမိုးလေဝသတို့ဘာလို့မှမိုးလေဝသပူပေါင်းရှိရဲလို့ကြားဘူးတယ်ဒါပေမဲ့မိုးလေဝသပူပေါင်းကအဲ့လိုဆေးလိပ်လိုမျိုးလင်းပြန်လောက်ကြီးရဲ့ဟာကြီးလာပေါ့နော်ရှိလားကျွန်တော်လည်းမသိဘူးအဲ့လိုလင်းပြန်လောက်ကြီးတဲ့ဆေးလိပ်လိုအချောင်းကြီးကအဲ့လိုမျိုးမိုးပြန်ပူစီပေါင်းကြီးလိုမျိုးရှိတာအဲ့လိုရက်နေပြီးတော့မှရက်သွားပြန်ပြီလဲသွားပြန်ပြီရက်သွားပြန်ပြီအဲ့နားမှာပဲသူကဘောလုံးကွင်းတကွင်းစာတော့သူပတ်တယ်သူပတ်နေတဲ့ပုံစံကဘယ်လိုမျိုးလေးတိုက်လို့ပတ်နေတဲ့ပုံစံမျိုးမဟုတ်ဘူးဗျာသူကစနစ်တကျပတ်နေတယ်လို့ပတ်တယ်ပတ်ပြီးခုနနေရပြန်လာပတ်တယ်သူကတခုခုကြည့်ဘယ်လိုမျိုးလေးလာexcursion လုပ်တယ်လို့ပုံစံမျိုးဖြစ်နေတယ်ဒီလိုတစ်ခါပတ်လိုက်ကြည့်လိုက်ရက်သွားလိုက်ပတ်လိုက်ရက်သွားလိုက်အဲ့လိုလုပ်နေကျန်တဲ့ကျွန်တော်တကယ်ချင်းတွေကျွန်တော်မပြလိုက်ဘူးဘာလို့လဲသူတို့လည်းချင်းခတ်ပြီးတော့မဲနေတယ်ဒါပေမဲ့ကျွန်တော်တယောက်တည်းအဲ့မှာညှို့တယ်လို့ဖြစ်ပြီးတော့ကြည်မိနေရပါတော့ဘာကြီးလဲပေါ့အဲ့ပြီးကြတော့ပျောက်သွားတယ်ဗျမရှိတော့ဘယ်လိုပျောက်သွားလဲတော့ကျွန်တော်မသိတော့မျက်စိရှေ့ချင်းပျောက်သွားတာပဲကျွန်တော်လည်းအဲ့ဒါကိုကြည့်နေတန်းတန်းနဲ့တခြားကြည့်လိုက်အောင်ပဲကလေးဆိုတော့ဗျဒီမှာဟုတ်ခြားဆော်အောင်ပဲပြန်လုပ်အောင်ပဲဆိုတကယ်ရင်းနေတဲ့စကားပြန်ပြီးတော့ချင်းဝိုင်းနဲ့ဝင်ရတော့မယ်ဆိုပါညာလှုပ်လိုက်တဲ့အချိန်မှာပြန်ကြည့်လိုက်တော့မရှိတော့အဲ့တော့ဒီကြည့်နေတဲ့လူတွေထဲမှာအဲ့လိုမျိုးလေထဲမှာအဲ့လိုမျိုးရက်နေတဲ့မိုးလေဝသမိုးရံပူစီပေါင်းဆိုတာမြင်ဘူးလားကျွန်တော်မမြင်ဘူးကျွန်တော်မမြင်ဘူးတော့ကျွန်တော်တော်တာဆိုတော့အဲ့တော့ဆရာပြောလို့ပဲမိုးရံပူစီပေါင်းလည်းဖြစ်ကောင်းဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်မသိဘူးပေါ့နော်ဟိုဆေးလိပ်နဲ့တူလားမိုးရံပူစီပေါင်းဆေးလိပ်ကြီးနဲ့တူလားပြီးတော့အဲ့လိုပြောင်လက်ကြီးလားပြီးတော့ तू ကပေါ်လိုက်ပြောက်လိုက်ဖြစ်လာဖြစ်တဲ့ပြီးတော့မှ तू ကခုနပြောလို့စာကဘောလုံးဝင်းတကွင်းစာတော့ကိုအဲ့လိုရှောက်ဝိုင်းကြီးပတ်သွားနေလားခဲလို့အဲ့ဒီမိုးလေးမျိုးကဘိုးပြန်ပစီပေါင်းကအဲ့လိုမျိုးသွားတယ်ဆိုတော့ကျွန်တော်အမှတ်မှားတာဖြစ်မှာပေါ့နော်တကယ်လို့အဲ့လိုမျိုးမသွားဘူးပြီးတော့အဲ့လို cylindrical shape လည်းမဟုတ်ဘူးလင်းပြန်လောက်ကြီးလည်းမကြည့်ဘူးလင်းရဲဒီ cylindrical site လောက်ကြီးလည်းမကြည့်ဘူးဆိုတော့တေချာရဲအဲ့ဒါတော့အခုကျွန်တော်တို့2026မှာထုတ်ပြန်လိုက်တဲ့ဒီ ET Research Studio ရဲ့လင်းပြန်ဖြစ်ဖို့များပါတယ်ဆိုတော့အဲ့ဒီလင်းပြန်တွေကကျွန်တော်တို့အမေရိကတို့မက္ကဆီကိုတို့မှာပဲရှိတာမဟုတ်ပါဘူးအဲ့လိုဆိုတော့တေချာကျွန်တော်မြင်ခဲ့တာတော့မုံရွာမြို့မှာမြင်ခဲ့တာဖြစ်ပါတယ်မုံရွာမြို့ဒီကြောက်ကလမ်းပေါ်မှာအဆောင်မှာကျွန်တော်ကောင်းကင်ရမှာမြင်ခဲ့တာဖြစ်ပါတယ်ဆိုတော့ ED တွေကကျွန်တော်တို့မုံရွာမြို့မှာလည်းရှိပါတယ်ဆိုတော့မုံရွာမြို့ကလူတွေလည်းရှိလာကြရှိတယ်ဆိုလို့ရှိရင်တော့ဒီမှာလေးထောင်းပြီးတော့အားလုံးကျေးဇူးတင်ပါတယ် ED ကတကယ်လို့ခုနကျွန်တော်ပြောတဲ့ဟာမွေးဝီကောမဟုတ်ရင် ED ရဲ့လင်းပြန်ဖြစ်ဖို့တေးကြပါတယ်အားလုံးကျေးဇူးတင်ပါတယ်